အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်က Money Master Forex Media and Brokerage ရဲ့ founder ဇော်လင်းထက်ဖြစ်ပါတယ်ကျွန်တော် Forex Trading ကို2021လောက်ကနေစပြီးတော့လေ့လာခဲ့ပြီးတော့အခုဆိုလို့ရှိရင်တော့ဒီ9နှစ်ကျော်6နှစ်နီးပါးရှိပြီလို့တော့ပြောလို့ရပါတယ်Forex Trading ဆိုတာကတော်တော်များများသိကြသလိုပဲဒီ TikTok တို့ Facebook တို့မှာဒီ2022နောက်ပိုင်းလောက်ကနေစပြီးတော့တော်တော်လေးခေတ်စားလာတာပေါ့နော်ဆိုတော့ဒီလုပ်ငန်းကအကုန်လုံးသိထားသလိုပဲငွေရလွယ်သလိုငွေလဲဆုံးရှုံးဖို့အရန်လွယ်ပါတယ်အဲ့တော့ line ပေါ်မှာမြင်နေရသလိုမျိုးခဏလေးနဲ့တိုက်ဆောက်ကားစီးနိုင်တာမျိုးတော့လုပ်လို့မရဘူးပေါ့နော်ဆိုတော့နေချင်းညချင်းဘဝပြောင်းသွားနိုင်တဲ့စီးပွားရေးလို့တော့မထင်စေချင်ဘူးtrading လုပ်ဖို့ဒီလိုအပ်တဲ့ဈေးကွက်သုံးသပ်ချက်တွေလုပ်တတ်ရမယ်ပြီးွားရင်ဒီ technical analysis လို့ခေါ်တဲ့နည်းပညာပိုင်းဆိုင်ရာခန့်မှန်းဈေးကွက်ခန့်မှန်းသုံးသပ်ချက်တွေလည်းလုပ်တတ်ရမယ်ပြီးတော့အဲ့အရာတွေအပြင်ကိုမှလိုအပ်တဲ့ skill တွေကိုမှရှိသင့်သလောက်ရှိပြီဆိုတော့မှဒီ real market ပေါ့နော် market experience တွေကိုကရှိသင့်သလောက်ရှိဖို့အတွက်ကိုထပ်ပြီးတော့လေ့ကျင့်ရအောင်မယ်အဲ့လိုလေ့ကျင့်ရင်းနဲ့မှကိုကဖြည်းဖြည်းမှန်မှန်နဲ့ဒီရုံကြည်ကြည်နဲ့သာဆက်သွားမယ်ဆိုလို့ရှိရင်တော့ trading ဆိုတာတခြားစီးပွားရေးလုပ်ငန်းတွေထက်အလုပ်လုပ်ရလဲလွယ်ကူတယ်ပတ်စံရှာရတာလည်းပို့ပြီးတော့လွယ်ကူတက်တာတဲ့စီးပွားရေးတစ်ခုလို့တော့ပြောလို့ရပါတယ်တကယ်တမ်းတော့ဒီ trading ဒီ forex trading ပေါ့နော် forex trading ဆိုတာကကျွန်တော်တို့ကြားဘူးတဲ့ဒီ stock market တို့ crypto market တို့ထက်အကြီးဆုံး market လို့ပြောလို့ရတယ်ဘာလို့အဲ့လောက်ထိကြီးလဲဆိုတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေကိုကျွန်တော်ဒီဗီဒီယိုမှာလည်းဆက်ပြီးတော့ပြောသွားအောင်မယ်ပြီးတော့ဒီကျွန်တော်ပြောမယ့်အကြောင်းအရာတွေကတိကိုတည်ထားရမယ့်အကြောင်းအရာတွေလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့တော်တော်များများက trading လုပ်ပြီဆိုလို့ရှိရင်trading account ဖွင့်ပြီးတော့ငွေသွင်းပြီးတော့တခါတည်းတန်းပြီးတော့ trade လိုက်ကြတာများတယ်ကျွန်တော်ပြောမယ့်အရာလေးတွေကအကြောင်းလေးတွေကပေါ့နော်trading လုပ်ပြီဆိုလို့ရှိရင်တိကိုတည်ထားတဲ့အကြောင်းအရာလေးတွေလို့ပြောလို့ရတယ်ကျွန်တော်လည်းအများကြီးသိနေတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်သိတဲ့လောက်လေးတွေကိုပြန်ပြီးတော့sharing လုပ်ပေးတာပေါ့နော်ဆိုတော့ပထမဦးဆုံးတော့ forex market မိတ်ဆက်ပေါ့နော်ဒီ master your money master your future ဆိုတာတော့ကျွန်တော်တို့ဒီ money master team ရဲ့အဆောင်ဖို့လို့ပြောလို့ရပါဘောနော် okay ဆိုတော့ forex market ကိုမပြောခင် financial market ကိုအရင်ရှင်းပြမယ်နော် financial market ဆိုတာကကျွန်တော်တို့မြန်မာလိုငွေကြေးစည်းဝေးလို့ခေါ်တယ်အဲ့ထဲမှာကျွန်တော်တို့သိပြီးသားဖြစ်တဲ့ stock market ရှိတယ်နောက်တော့ bond market ရှိတယ် forex market အခုကျွန်တော်တို့ trade မှာ forex market ရှိတယ်ပြီးတော့ commodities market ဆိုတာရှိတယ်အဲ့မှာ stock market ဆိုတာတော့အကုန်လုံးသိတဲ့အတိုင်းပဲcompany တွေရဲ့ဒီ share တွေကိုကျွန်တော်တို့ကဒီ line ပေါ်မှာဒီချက်တွေကြည့်ပြီးတော့ဗောနော်ရောင်းဝယ်လုပ်တဲ့ဈေးကွက်ပေါ့လေဥပမာအပြင်ဒီ Apple ရဲ့Apple company ရဲ့ share တို့ဒီ Tesla company ရဲ့ share တို့အဲ့လိုမျိုး share တွေကိုကျွန်တော်တို့က online ကနေပြီးတော့အရောင်းဝယ်လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ bond market ကကြတော့ဒီအစိုးရရဲ့ငွေတိုက်စာချုပ်တွေကိုအရောင်းဝယ်လုပ်တဲ့ဈေးကွက်လို့ပြောလို့ရတယ်နားလည်လွယ်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ဒါအစိုးရကနေပြီးတော့ပြည်သူတွေစီကနေငွေချေးလိုက်တဲ့သဘောပဲပြည်သူတွေတခြား company တခြားအစိုးရတွေပေါ့နော်အဲ့လိုငွေတိုက်စာချုပ်လုပ်ပြီးတော့ငွေအစိုးရကနေပြီးတော့ငွေချေးလိုက်တဲ့သဘောပဲပေါ့နော်ဒါကတော့ bond market လို့ခေါ်တယ်နောက်တစ်ခုကကျတော့ forex market ကျွန်တော်တို့အခုလုပ်တဲ့ forex market ပေါ့နော် forex market ကကျတော့ foreign exchange ရဲ့အတူကောက်အာ foreign exchange ဆိုတာဒီနိုင်ငံခြားငွေကြေးလဲလှယ်တဲ့ဈေးကွက်ပေါ့နော်ဒီ forex market ဆိုတာတော့ IT နိုင်ငံခြားငွေကြေးလဲလှယ်တဲ့ဈေးကွက်အတူကောက်ပေါ့နော်ငွေကြေးအတွဲတွေကိုonline ပေါ်ကနေပြီးတော့ကျွန်တော်အရောင်းဝယ်လုပ်တဲ့ဈေးကွက်လို့ပြောလို့ရတယ်ဆိုတော့အဲ့ဒါအပြင် commodities market ဆိုတာလည်းရှိတယ် commodities market ဆို market မှာကျတော့ဒီရွှေတို့ငွေတို့ရေနံနဲ့ဒီတခြားကုန်ကျန်းပစ္စည်းတွေပေါ့နော်ပဲတို့ပြောင်းတို့ဒါတွေကိုအရောင်းဝယ်လုပ်တဲ့ဈေးကွက်ကို commodities market လို့ခေါ်တယ်ဆိုတော့အဲ့ထဲမှာမှကျွန်တော်တို့ကအကြီးဆုံးကတော့ forex market ပေါ့နော် forex market ကဘာလို့ကြီးလဲဆိုလို့ရှိရင်ဒီဘာလို့ကြီးလဲဆိုတာမပြောခင်ကျွန်တော်ဒီ forex market အကြောင်းကိုရှင်းပြမယ်နော် forex market ဆိုတာကခုနကကျွန်တော်ပြောသလိုပဲ foreign exchange ရဲ့အတူကောက်ဖြစ်ပြီးတော့forex လို့ခေါ်တယ်ပေါ့နော်ဆိုတော့သူ့မှာငွေကြေးအတွဲတွေပဲအရောင်းဝယ်လုပ်လို့ရတဲ့ market လို့ပြောလို့ရတယ်ငွေကြေးအတွဲတွေဆိုတာကျွန်တော် Euro USD တို့ပြီးရင် GBP USD တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအာ ထိုင်းဘတ်တို့ MMK တို့ရောင်းဝယ်လုပ်တယ်ဆိုတာလေဒါကျွန်တော်တို့ forex market ထဲမှာပဲအရောင်းဝယ်လုပ်နေတာပေါ့နော်ဆိုတော့ငွေကြေးအတွဲတွေကိုအရောင်းဝယ်လုပ်လို့ရတဲ့ market လို့ပြောလို့ရတယ်ဒါပေမဲ့အခုလက်ရှိမှာက broker တော်တော်များများကဒီ forex market မှာပေါ့နော်forex market မှာဒီငွေကြေးအတွဲတွေအပြင်ဒီ metal တွေဖြစ်တဲ့ရွှေတွေငွေရေနံတွေနဲ့ဒီ cryptocurrency တွေကိုပါအာ
အရောင်းအဝယ်လုပ်လို့ရပါဘောနော်တချို့ broker တွေကလည်း stock တို့ဘာတို့ stock ဒီ Apple share တို့ဘာတို့ကိုလည်းtrade လို့ရတယ်ပေါ့နော်သူတို့broker ရဲ့ဒီ MetaTrader 4 5ဆိုတဲ့ trading platform တွေမှာပဲ trade လို့ရတယ်ပေါ့နော်ဆိုတော့ဒီ MetaTrader 4နဲ့5ဆိုတာကတော့ official trading platform တွေလို့ပြောလို့ရတယ်ဆိုတော့ဒီကမ္ဘာလုံးကဒီ forex market မှာ trade မယ်ကမ္ဘာရွှေငွေတို့ရေနံတို့ trade မယ်ဆိုလို့ရှိရင်လည်းဒီ MetaTrader 4 5ပေါ့နော်နောက်ပိုင်း3လကြာတာကတော့ MT5 ပေါ့လေ MetaTrader 5ပေါ့ဒီ platform မှာtrade ကြတာများတယ်ပေါ့နော် Okay ဆိုတော့ဒီ forex market ကအကြီးဆုံးပဲဒီကမ္ဘာပေါ်မှာလေဘာလို့ဆိုတော့အာကျွန်တော်တို့တော်တော်များများက forex market ကအကြီးဆုံးဆိုတော့မသိထားကြဘူးလိုင်းပေါ်မှာတွေ့တော့မှဒါ forex market က forex trading ကဘာကြီးလဲဆိုပြီးတော့ဖြစ်သွားကြပါတော့ဆိုတော့ဘာလို့ကြီးလဲဆိုတာရှင်းပြရမယ်ဆိုလို့ရှိရင်ဒီ stock market ရဲ့ share stock market မှာအရောင်းဝယ်လုပ်နေတဲ့ volume ပေါ့နော်တရက်တာအရောင်းဝယ်လုပ်နေတဲ့ volume ကတရက်ကိုဒေါ်လာ600 billion လောက်ရှိရဆိုရင် crypto market ကကြတော့အခုမှနောက်မှဝင်လာတဲ့ market ဖြစ်တဲ့အတွက်ကြောင့်မလို့သူကနည်းနည်းနေသေးတယ်150 billion ပဲရှိသေးတယ်ဆိုတော့အဲ့ဒီအချိန်မှာဒီ volume တွေကဒေါ်လာတွေเนาะဒေါ်လာ150 billion လောက်ပဲရှိတဲ့အချိန်မှာတရက်တာလဲပတ်တဲ့ငွေက stock market က600 billion ရှိတယ် crypto မှာ150 billion လောက်ရှိတဲ့အချိန်မှာ forex market လက်ရှိ2026ခုနှစ်မှာ9.6 trillion လောက်ထိအရောင်းဝယ်လုပ်နေကြတယ်ဆိုတော့အချိုးပြန်ချရမယ်ဆိုလို့ရှိရင်ဒီ forex က100%လောက်ရှိတဲ့အခါမှာဒီကောင်တွေကဒီ2%တို့6%လို့လောက်ပဲရှိတယ်လို့ပြောလို့ရတယ်เนาะ forex market ဆိုတာကဘာလို့အဲ့လောက်ထိအကြီးဆုံး market ဖြစ်နေလဲဆိုရင်ကျွန်တော်ခုနပြောသလိုပဲ foreign exchange ပေါ့နော်ကျွန်တော်တို့ကဒီဥပမာအဖြစ်ကိုယ့်ရဲ့မိသားစုတွေထဲမှာလည်းကိုယ့်ရဲ့မိသားစုတွေအတိတွေတကယ်ချင်းတွေထဲမှာနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတွေနိုင်ငံခြားမှာနေနေတဲ့သူတွေရှိလို့ရှိရင်လည်းကျွန်တော်တို့ငွေလွှဲဝန်ဆောင်မှုတွေပေါ့နော်ဥပမာအဖြစ်မြန်မာငွေကနေအနည်းဆက်ဆုံးပြောရမယ်ဆိုရင်မြန်မာငွေကနေထိုင်းဘတ်လဲတာတို့ထိုင်းဘတ်ကနေမြန်မာကျပ်လဲတာတို့ဒါတွေကိုကျွန်တော်တို့ကအပြင်မှာလုပ်နေတယ်ဆိုပေမဲ့လေဒါ forex market ထဲမှာအရောင်းဝယ်လုပ်နေတယ်လို့ပြောလို့ရတယ်တနည်းနည်းနဲ့ပါဝင်ပတ်သက်နေရပဲဘာလို့ဆိုတော့ foreign exchange market ဖြစ်နေတာကိုနိုင်ငံခြားငွေကြီးလဲလှယ်တဲ့ currency ရဲ့ရောင်းဝယ်လုပ်တဲ့ငွေကြီးဈေးကွက်ဖြစ်နေတာ哦ဆိုတော့ဘာလို့အကြီးဆုံးအဲ့လောက်ထိကြီးနေလဲဆိုရင်ကျွန်တော်တို့တရက်ကို exchange လုပ်တဲ့သူက currency exchange လုပ်တဲ့သူကမနည်းဘူးရှိနေတာပေါ့နော်ဘဏ်တွေကအစားပေါ့နော်နိုင်ငံတိုင်းမှာရှိတဲ့ဘဏ်တွေကအစားအဲ့လိုမျိုးရောင်းဝယ်လုပ်နေကြတယ်ဆိုတော့ကမ္ဘာပေါ်မှာဒီနိုင်ငံတကာကုန်သွယ်မှုတွေလည်းရှိနေတယ်ကုန်သွယ်မှုတွေနိုင်ငံတကာကုန်သွယ်မှုတွေဒီခီးသွွားလုပ်ငန်းတွေရှိနေတယ်ဆိုခြင်းကအဲ့နိုင်ငံနဲ့ပတ်သက်တဲ့ currency ကိုအရောင်းဝယ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က forex market ထဲမှာအရောင်းဝယ်လုပ်နေခြင်းလို့ပြောလို့ရတယ်ပေါ့နော်ဥပမာဒီ chat တွေကြည့်ပြီးတော့အာbroker မှာ trading account ဖွင့် chat တွေကြည့်ပြီးတော့ထိုင်ပြီးတော့အရောင်းဝယ် clock ကို line နှိပ်ပြီးတော့ order တင်နေတော့မှ forex market ထဲမှာအရောင်းဝယ်လုပ်နေတာမဟုတ်ဘူးကျွန်တော်တို့တရက်ကိုမြန်မာငွေကနေပြီးထိုင်းဘတ်လဲတာတွေဒေါ်လာလဲတာတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးငွေကြေးအလဲလှယ်လုပ်လိုက်ခြင်းအားဖြင့်ကလည်းကျွန်တော်တို့ forex market ထဲမှာအရောင်းဝယ်လုပ်နေခြင်းတမျိုးပဲဆိုတော့အခုခုနကကျွန်တော်ပြောသလိုကမ္ဘာပေါ်မှာဒီနိုင်ငံတကာကုန်သွယ်မှုတွေရှိနေသည်ခီးသွွားလာမှုတွေရှိနေသည်ဒီနိုင်ငံခြားငွေကြေးလဲလှယ်မှုတွေကလိုအပ်နေသည်ကဒီ forex market ကအများနဲ့ရှင်သန်ပြီးတော့သူကအကြီးဆုံး market အနေနဲ့ဆက်ပြီးရှိနေဦးမှာပဲเนาะဒါတမျိုးကကြတော့ဒီဘာလို့အဲ့လိုမျိုးဖြစ်နေလဲဆိုတော့forex market ကတရက်ကို24နာရီအရောင်းဝယ်လုပ်လို့ရတယ်24နာရီလုံးအရောင်းဝယ်လုပ်လို့ရတယ်ဆိုပေမဲ့ဒီတင်းနှင်းတာကနေပြီးတော့တောက်ကြနေအထိပဲအရောင်းဝယ်လုပ်လို့ရတယ်ပေါ့နော်စနေတင်းနှင်းကုန်တွေကဒီဘဏ်တွေပိတ်ချင်ဘဏ်နိုင်ငံထဲမှာရှိတဲ့ဘဏ်တွေလည်းပိတ်တဲ့အတွက်ကြောင့်မလို့အရောင်းဝယ်လုပ်လို့မရဘူး forex market လည်းပိတ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ broker တွေမှာကြတော့24နာရီလုံးအရောင်းဝယ်လုပ်လို့မရဘူးဂျားတွေကတနာရီမှာသူတို့ broker ရဲ့ server ကို maintenance လုပ်တဲ့အပိုင်းလေးတွေရှိတဲ့အတွက်ကြောင့်မလို့24နာရီ9ရက်မဟုတ်ဘဲနဲ့23နာရီ9ရက်တော့အရောင်းဝယ်လုပ်လို့ရတယ်ဒါ broker တိုင်းကိုပြောတာပေါ့နော်အဲ့တော့ဘာလို့24နာရီအရောင်းဝယ်လုပ်လို့ရနေလဲဆိုတာကိုရှင်းပြမယ်ဆိုရင်သူက session 4ခုနဲ့ဖွဲ့စည်းထားတယ်ဒီ forex market ကိုပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က trading hours လို့ခေါ်တယ်ဆိုတော့ဘာ session နေလဲဆိုရင်ပထမဦးဆုံး Sydney session Australia မှာရှိတဲ့ Australia Bank ပေါ့နော် Sydney Bank ပေါ့Sydney session ကစပြီးဝင်လာတယ်စဝင်တဲ့အချိန်မှာသူတို့စီမှာဈေးကွက်စဖွင့်တဲ့အချိန်ကကျွန်တော်တို့စီမှာမြန်မာနိုင်ငံအနေထားနဲ့ကြည့်မယ်ဆိုရင်မြန်မာနိုင်ငံမှာမနက်3နာရီခွဲချိန်เนาะအဲ့ချိန်မှာဈေးကွက်စဖွင့်တယ်ဘယ်ချိန်ထိဖွင့်လဲဆိုရင်နေ့လယ်12နာရီခွဲထိဈေးကွက်ဖွင့်တယ်မြန်မာအချိန်နဲ့တွက်မယ်ဆိုရင်ပေါ့နော်မြန်မာအချိန်နဲ့တွက်မယ်ဆိုရင်ဒီ Sydney မှာရှိတဲ့ဘဏ်ပေါ့နော်သူကSydney session ရပေါ့လေနေ့လယ်12နာရီခွဲထိမြန်မာချိန်နေ့လယ်12နာရီခွဲထိဖွင့်တယ် Okay ဆိုတော့အဲ့ဒါမတိုင်ခင်မှာဒီ Tokyo session ပေါ့နော်ဂျပန်မှာရှိတဲ့ Tokyo session က
မနက်9နာရီခွဲမှာဖွင့်တယ်ဆိုတော့မနက်3နာရီခွဲဖွင့်ပြီးတော့ Sydney session ဖွင့်ပြီးတော့2နာရီလောက်ကြာတဲ့အချိန်မှာ Tokyo session စဖွင့်တယ် Tokyo session စဖွင့်တော့သူတို့က session နှစ်ခုကထပ်သွားတဲ့အချိန်ပေါ့နော်ဆိုတော့အဲ့အချိန်မှာ trader တွေလည်းတော်တော်များလာတယ် trade volume တွေလည်းနည်းနည်းများလာတယ်လို့ပြောလို့ရတယ်ဈေးကစပြီးတော့လှုပ်လာတယ်ပေါ့လေဆိုတော့ကျွန်တော်တို့မြန်မာအချိန်မှာမနက်9နာရီခွဲလောက်ကနေစတယ်Tokyo session ကဘယ်အချိန်မှာပြီးလဲဆိုလို့ရှိရင်နေ့လယ်2နာရီခွဲမှာသွားပြီးတယ်နော်ဆိုတော့အဲ့အချိန်မှာဒီ Tokyo session နဲ့Sydney session နဲ့နှစ်ခုကထပ်သွားတဲ့အတွက်ကြောင့်မလို့သူတို့ overlap ဖြစ်တယ်လို့ခေါ်တယ်နော်နောက်တော့ဒီအချိန်นี้အပြင်ကိုနောက် London session လို့ခေါ်တဲ့ UK မှာရှိတဲ့ London session ကဘယ်အချိန်မှာစဝင်လဲဆိုကျွန်တော်တို့နေ့လယ်တနာရီခွဲမှာစဝင်တယ်ဆိုတော့ဒီ Sydney session ပိတ်သွားတဲ့အချိန်မှာ Sydney session မပိတ်ခင်တည်းက Tokyo session ကဝင်နေပြီဆိုတော့ Tokyo session မပိတ်ခင်တည်းက London session ကဝင်နေပြီဆိုတော့ကျွန်တော်တို့ဒီ Forex market က24နာရီ24နာရီတော့မပြည့်သေးဘူးပေါ့နော် London ပဲရှိသေးတယ်ဆိုတော့လုံးဝမရက်ဘူးလို့ပြောလို့ရတယ်London session ကဘယ်အချိန်မှာပိတ်လဲဆိုရင်ကျွန်တော်တို့မြန်မာအချိန်နဲ့ဆိုရင်ည9နာရီခွဲမှာပိတ်တယ်ည9နာရီခွဲမပိတ်ခင်ညနေ6နာရီခွဲလောက်မှာဘာဝင်လာလဲဆိုတော့ New York session လို့ခေါ်တဲ့ဒီ US session ပေါ့နော်New York session ဝင်လာတယ်New York session ဝင်လာတဲ့အချိန်မှာမြန်မာနိုင်ငံမှာညနေ6နာရီခွဲဖြစ်နေပြီဆိုတော့ဒီညနေ6နာရီခွဲကနေပြီးတော့ဘယ်ချိန်မှာပိတ်သွားလဲဆိုတော့မနက်3နာရီခွဲမှာပိတ်တယ် New York session အဲ့တော့ပြန်ကြည့်မယ်ဆိုလို့ရှိရင် New York session ပိတ်တာနဲ့ Sydney session ကတန်းပြီးတော့ဖွင့်နေပြီအဲ့တော့တွက်လို့ရတာ24နာရီလုံး market ကဖွင့်နေတယ်လို့ပြောလို့ရတယ်အဲ့ဒါကြောင့်မလို့ဒီ Forex market ဆိုတာ24နာရီလုံးရောင်းဝယ်လုပ်လို့ရတဲ့ market လို့ပြောလို့ရတယ်ဒါပေမဲ့broker တွေကကြတော့ဂျားထဲမှာ broker တိုင်းပေါ့နော် broker တိုင်းကဂျားထဲမှာတနိုင်နားတယ်ဆိုတဲ့အတွက်ကြောင့်မလို့23နိုင်ရင်ရောင်းဝယ်လုပ်လို့ရတဲ့ market လို့ပြောလို့ရတယ်ဆိုတော့ဘယ်အချိန်ဒီမှာအကောင်းဆုံး trade လို့ရမလဲ best time to trade ပေါ့နော်ဆိုတော့ဘယ်အချိန်မှာ trade လို့ရမလဲဆိုတော့ကျွန်တော်ခုနပြောသလိုပဲဈေးsession နှစ်ခုထက်တဲ့အချိန် overlap ဖြစ်တဲ့အချိန်က trade လို့အကောင်းဆုံးအချိန်ပဲဆိုတော့အဲ့အချိန်တွေကဘယ်အချိန်လဲဆိုရင်ဒီ London နဲ့ New York session ထက်တဲ့အချိန်ညနေ6နာရီခွဲလောက်ပေါ့နော်6နာရီခွဲလောက်ကနေပြီးတော့ည9ခွဲလောက်ထိက trade လို့ကောင်းတယ်ပြီးတော့နောက်တစ်ခုကကြတော့ Tokyo နဲ့ London session ထက်တဲ့အချိန်ပေါ့နော်နေ့လေဒီတနာရီခွဲလောက်ကနေပြီးတော့2နာရီခွဲလောက်ထိပေါ့နော်ဆိုတော့ဒီအချိန်မှာကတော့တချို့က trade ကြတယ်တချို့ကကြတော့ market ကို analysis ပဲလုပ်ပြီးတော့ညဒီညဘက်ဖြစ်တဲ့ New York session ဝင်တဲ့အခါကျတော့မှပဲ trade ကြတာမျိုးရှိတယ်ဒါကတော့ဒီ forex market မှာ trading လုပ်နေတဲ့ trading hours ပေါ့နော်ဘာလို့24နာရီလုံးရောင်းဝယ်လုပ်နေလဲဆိုတဲ့အကြောင်းပေါ့ဆိုတော့ forex market ကတော့ဒီအကျိုးကျေးဇူးအနေနဲ့ကတော့ဒီလိုမျိုး24နာရီလုံးကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာဖုန်းဒါမှမဟုတ် laptop ရှိမယ်ဆိုလို့ရှိရင်တော့အရောင်းဝယ်လုပ်လို့ရတယ်ဒါကလည်းအလွယ်ပြောတာပေါ့နော်ဖုန်းသို့မဟုတ် laptop ရှိမယ်ဆိုတာအရောင်းဝယ်လုပ်လို့ရဆိုဟုတ်တော့ဟုတ်တာပေါ့နော်အရောင်းဝယ်လုပ်လို့ရတာပေါ့ဒါပေမဲ့ဘယ်ဈေးထဲမှာဝင်မယ်ဘယ်ဈေးထဲမှာရောင်းမယ်ဆိုတာတွေသိထားဖို့တော့လိုတာပေါ့နော် Okay ဆိုတော့ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုလို့ရှိရင်သူကဒေါ်လာ50လောက်ကနေလဲစပြီးတော့ trade လို့ရတယ်ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ trade လို့အလုပ်လုပ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအာအကျိုးကျေးဇူးလေးတွေတော့ရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့တချို့ကလည်း main business ရှိရတာနဲ့စတဲ့ income ရှာဖို့အတွက်trade ကြတာမျိုးရှိရတချို့ကလည်းဒီ financial knowledge ရဖို့အတွက်ပဲ forex market ကိုလေ့လာကြတာမျိုးရှိတယ် Okay နောက်တစ်ချက်အနေနဲ့ကကြတော့ဘယ်သူတွေအရောင်းဝယ်လုပ်နေလဲဒီ market ထဲမှာအဲ့လောက်ထိအရောင်းဝယ်လုပ်နေရအောင်24နိုင်လုံးအရောင်းဝယ်လုပ်နေရအောင်ဘယ်သူတွေရှိလို့လဲပြီးတော့ stock တို့ crypto တို့ထက်ကြီးအောင်ဒီ market ကဘာမလို့လဲဘယ်သူတွေအရောင်းဝယ်လုပ်နေလို့လဲဆိုတာမျိုးမေးနိုင်တယ်ပေါ့နော်အဲ့တော့ရှင်းပြရမယ်ဆိုရင်ဒီ market ထဲမှာဗဟိုဘဏ်ဆိုတဲ့ဘဏ်တွေအရောင်းဝယ်လုပ်ဘဏ်တွေရှိရပေါ့နော်ဘဏ်တွေကလည်းဒီ market ထဲမှာအရောင်းဝယ်လုပ်နေတယ်ဘာလို့ဆိုတော့ဒီနိုင်ငံတနိုင်ငံရဲ့နိုင်ငံတနိုင်ငံရဲ့ဗဟိုဘဏ်တွေကသူတို့ငွေကြေးတွေကိုအာငွေကြေးတက်မှုမကျဆင်းသွားအောင်လို့ငွေကြေးထိန်းရတဲ့အပိုင်းတွေရှိတယ်။နောက်ပြီးကြလို့ရှိရင်ဒီနိုင်ငံနဲ့ပတ်သက်တဲ့အတိုးနှုန်းတွေကြေညာတဲ့အပိုင်းတွေရှိတယ်။ဆိုတော့ဗဟိုဘဏ်တွေကလည်းသူတို့ရဲ့ငွေကြေးတွေကျမဆင်းသွားအောင်ဒီ market ထဲမှာအရောင်းအဝယ်လုပ်နေရတာပဲနောက်တစ်ချက်ကကြတော့ဒီပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ commercial bank တို့ဒီ investment bank တို့ပေါ့နော်နိုင်ငံခြားမှာကတော့ဒီ JP Morgan တို့ဘာလို့ရှိတာပေါ့လေဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီ KBZ တို့ဘာလို့ပေါ့နော်ဆိုတော့အဲ့လိုဘဏ်တွေကအဲ့လိုဘဏ်တွေရဲ့ဒီ market ထဲမှာရှိနေတဲ့ forex market ထဲမှာရှိနေတဲ့ရည်ရွယ်ချက်ကသူတို့ရဲ့ဒီဈေးကွက်ရဲ့အာvolume အများဆုံးကိုပေါ့နော်သူတို့ကကင်တွယ်ထားခြင်းတဲ့အတွက်ကြောင့်လည်းပါတယ်ပြီးတော့သူတို့ရဲ့ဒီစုထားတဲ့ငွေကြေးတွေကိုသူတို့ကငွေလဲလုပ်ပေးရတယ်လို့ဘဏ်အမြတ်ရဖို့အတွက်လည်းဒီ market ထဲမှာသူတို့ကကိုယ်တိုင် trade ကြတယ်ပေါ့နော်
ဆိုတော့နောက်တစ်ခုအနေနဲ့ကကျတော့ hedge fund တွေ hedge fund တွေဆိုတာကငွေအလုံးအရင်းပမာဏများများနဲ့ရင်းနှီးမြှုပ်နှံမှုတွေ investment တွေလုပ်ပြီးတော့trade ကြတဲ့ဒီရန်ပုံငွေအဖွဲ့အစည်းပေါ့နော် hedge fund ပေါ့fund အဖွဲ့အစည်းတွေပေါ့လေဆိုတော့သူတို့ကကြတော့ဘာလို့ဒီ market ထဲမှာ trade လုပ်နေကြလဲဆိုတော့ငွေကြေးအမျက်စွန်းဒီသက်အတွက်ပဲဒီ trade တက်ကြပါတော့သူတို့က profit သူတို့အတွက် profit ရဖို့အတွက်ပဲသူတို့က trade ကြတာဘာလို့ဆိုတော့သူတို့ကဒီ order တစ်ကြောင်းတင်တော့မယ်ဆိုလို့ရှိရင်ဒေါ်လာဘီလီယံနဲ့ချီပြီးတော့အရောင်းဝယ်လုပ်ကြတာပေါ့နော်ဆိုတော့ဒီလိုဘီလီယံနဲ့ချီပြီးအရောင်းဝယ်လုပ်ကြတယ် hedge fund တွေဝင်လာပြီဆိုလို့ရှိရင်ဈေးကတေးကြတယ်အဲ့ချိန်မှာအရန်ပုံမှန်ချိန်တွေထက်အရန်အလှုပ်ခတ်များတဲ့အချိန်တွေဆိုတော့အဲ့ချိန်တွေလို့ပြောလို့ရတယ်ဒါတွေပြီးသွားရင်ဘယ်သူတွေအရောင်းဝယ်လုပ်ကြလဲဆိုတော့ကျွန်တော်တို့လို retail trader တွေပုဂ္ဂလိကအရောင်းဝယ်လုပ်သူတွေပေါ့နော်ကျွန်တော်တို့လိုမျိုးတူးချင်းtrade တဲ့သူတွေပေါ့နော်တချို့ကကြောက်လဲ retail trader တွေပေါင်းပြီးတော့ team တွေပါရှိပါတယ်ထားပါတော့ဒါကတော့တော်တော်များများကတော့ retail trader တွေပေါ့နော်ကျွန်တော်တို့အကုန်လုံးက retail trader တွေကြီးပဲဆိုတော့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့အကုန်လုံးကလည်းဒီအပိုငွေရချင်လို့ဒါမှမဟုတ်လို့ရှိရင်လည်းအသက်မူဝမ်းကြောင်းတစ်ခုအနေနဲ့လုပ်ချင်လို့ပေါ့နော်trade လုပ်ကြတာပေါ့ဒီ market ထဲမှာဆိုတော့နောက်တစ်ခုကကြတော့ corporation company တွေ corporation ဆိုတာဒီနိုင်ငံတကာကုမ္ပဏီတွေပေါ့နော်ဥပမာအားဖြင့်ခုနကျွန်တော်ပြောတဲ့ Apple တို့ Tesla တို့ Toyota စသဖြင့်ပေါ့နော်အများကြီးပဲရှိတယ်သူတို့ကလည်းတနိုင်ငံထဲမှာသူတို့ကလည်းဘာလို့ဒီ forex market မှာအရောင်းဝယ်လုပ်ကြလဲဆိုလို့ရှိရင်သူတို့ကုမ္ပဏီတွေကလည်းတနိုင်ငံထဲမှာရှိနေတာမဟုတ်နိုင်ငံတိုင်းမှာရှိနေတာเนาะသူတို့ရဲ့ရုံးခန်းတွေကုမ္ပဏီတွေသူတို့ကုန်ပစ္စည်းတွေကတနိုင်ငံတစ်ကမ္ဘာလုံးမှာရှိနေတဲ့အတွက်ကြောင့်မလို့သူတို့ကလည်းဒီသူတို့ရဲ့ပစ္စည်းတွေကိုအာexport import လုပ်တဲ့အခါမျိုးတွေမှာဒီနိုင်ငံခြားငွေကိုလိုအပ်တာပဲဆိုတော့အဲ့လိုမျိုးလိုအပ်တဲ့အခါမှာဥပမာထားပါတော့ Apple ကနေပြီးတော့အမေရိကန်မှာရောင်းမယ်ဆိုရင်ဒေါ်လာရတယ်ဂျပန်မှာရောင်းမယ်ဆိုလို့ရှိရင်ယန်းရတယ်ထိုင်းမှာရောင်းမယ်ဆိုလို့ရှိရင်သူကထိုင်းဘတ်နဲ့ရမယ်ဆိုတော့အဲ့ဒါကိုပြန်လဲရတာမျိုးရှိတယ်ဒီလိုမျိုးhedging လုပ်တာပေါ့နော် hedging လုပ်တဲ့အပိုင်းတွေရှိတဲ့အတွက်ကြောင့်မလို့ဒီငွေကြေးအတက်ကြတန်မိုးတွေကိုအန်ရယ်တွေကနေပြီးတော့သူတို့ကာကွယ်လို့ရအောင်လို့သူတို့ကဒီ forex market ထဲမှာရောင်းဝယ်လုပ်ကြတယ်နောက်ဆုံးတစ်ခုကကျတော့ broker ပေါ့နော် broker ဆိုတာကကျတော့ကျွန်တော်တို့လို retail trader တွေကဒီ market ထဲမှာ forex market ထဲမှာအရောင်းဝယ်လုပ်လို့ရအောင်လို့ trading account တွေဖွင့်ပေးတဲ့အာကုမ္ပဏီတွေ trading account တွေဖွင့်ပေးတဲ့ကုမ္ပဏီတွေဒီငွေသွင်းငွေထုတ်လုပ်ပေးတဲ့ကုမ္ပဏီတွေကို brokers တွေလို့ခေါ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လို retail trader တွေကတော့ forex market ထဲမှာအရောင်းဝယ်လုပ်ပြီဆိုလို့ရှိရင်တော့ဒီ broker တွေမှာအကောင့်ဖွင့်ကြရတာပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဘယ်လိုအရောင်းဝယ်လုပ်မလဲဘယ်လိုအရောင်းဝယ်လုပ်မလဲဆိုလို့ရှိရင်ခုနကျွန်တော်လည်းပြောသလိုပဲဖုန်းတောင်မဟုတ် laptop ရှိရတယ်အရောင်းဝယ်လုပ်လို့ရနေပြီဒါပေမဲ့အဲ့ဒါကကြတော့အလွယ်နည်းနဲ့ပြောတာပေါ့နော်အပေါ်ယံပြောပြလိုက်တာပေါ့ဆိုတော့ okay ဒီတိုင်းလေးဆက်သွားရအောင်ဖုန်းတောင်မဟုတ် laptop ရှိရတယ်အရောင်းဝယ်လုပ်လို့ရတယ်အရောင်းဝယ်လုပ်ဖို့အတွက်လိုအပ်တဲ့အကောင့်ကိုကြတော့ကျွန်တော်တို့ခုနပြောသလိုပဲ broker စီမှာအကောင့်ဖွင့်ရတယ်broker စီမှာအကောင့်ဖွင့်ပြီးသွားရင် trading လုပ်ဖို့အတွက်ကိုလိုအပ်တဲ့ဒီ official trading platform တွေဖြစ်တဲ့ MetaTrader 5 application ကို download လုပ်ပြီးတော့အဲ့ထဲမှာ broker စီမှာအကောင့်ဖွင့်ထားတယ်အကောင့်ဖွင့်လို့ရလာတဲ့ ID နဲ့ password နဲ့ server နဲ့ကို login လုပ်ပြီးတော့ငွေသွင်းပြီးတော့ trade လို့ရပြီဘယ် broker တွေမှာ trade လို့ရလဲအကောင့်ဖွင့်လို့ရလဲဆိုလို့ရှိရင် broker တွေကတော့အများကြီးရှိတယ်မြန်မာနိုင်ငံအတွက် service ပေးနေတဲ့ broker တွေကလည်းအများကြီးရှိတယ်အဲ့ထဲမှာမှbroker ဘယ်လိုရွေးရမလဲဆိုလို့ရှိရင်နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေဖြစ်တဲ့ဒီငွေကြေးအဖွဲ့အစည်းတွေအများကြီးရှိရပေါ့နော်အဲ့ထဲမှာမှဒီငွေကြေးနိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေဖြစ်တဲ့FCA တို့ဒီ AXIC တို့စတဲ့အဖွဲ့အစည်းတွေနဲ့သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာရှိရလားပေါ့နော်သူတို့နဲ့ regulate ဖြစ်ရလားပေါ့ဒါတွေအရင်စစ်ကြတယ်စစ်လို့regulate ဖြစ်တယ် okay ငွေသွင်းငွေထုတ်တွေအဆင်ပြေတယ်ကိုယ့်ကို service ပေးဖို့အတွက်လည်းအဆင်ပြေတယ်KYC တင်ရတဲ့ကိစ္စတွေပါတယ်အကုန်လုံးအဆင်ပြေဆိုရင်တော့အကောင့်ဖွင့်လို့ရတယ်ပေါ့နော်ဆိုတော့တော်တော်များများကတော့အာဒီ IB လို့ခေါ်တဲ့ဝန်ထမ်းတွေနဲ့အကောင့်ဖွင့်ကြတာတော့များတယ်ပေါ့နော် IB တွေ account manager တွေနဲ့ account ဖွင့်ကြတာများတယ်ဘာလို့ဆိုတော့broker တွေမှာ broker တွေရဲ့ website မှာကျွန်တော်တို့ account သွားဖွင့်မယ်ဆိုလို့ရှိရင်ငွေသွင်းငွေထုတ်အပိုင်းတွေထားပါတော့ကျွန်တော်တို့မြန်မာတွေအတွက်ကတော့ပို့ပြီးတော့ငွေသွင်းငွေထုတ်အပိုင်းကတော့ခက်ခဲတဲ့အပိုင်းတော့ရှိတာပေါ့နော်အဲ့တော့IB တွေကနေအကောင့်ဖွင့်ကြတာတော့များတယ်ဆိုတော့ IB အနေနဲ့အကောင့်ဖွင့်လို့ရှိရင်ဘာတွေကြိုးကျေးဇူးတွေရမလဲဆိုရင်ငွေသွင်းငွေထုတ်အပိုင်းကိုလွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်ရတဲ့အပိုင်းတွေရှိတယ်ပြီးလို့ရှိရင် IB တွေကတချို့ IB တွေကြတော့လေတချို့ဝန်ထမ်းတွေပေါ့နော်တချို့IB တွေကြတော့လေsignal ပေးတဲ့ service မျိုးတွေရှိတယ်တချို့ IB တွေကြတော့လေ trading နဲ့ပတ်သက်ပြီးတော့ course ကိုပေါ့နော်free သင်ပေးတဲ့သူမျိုးတွေရှိတယ်ဆိုတော့
ကိုယ့်နှစ်သက်ရာ IP မှာတော့ရွေးချယ်ပြီးတော့ account ဖွင့်လို့ရတယ်ပေါ့နော်။ဆိုတော့ကျနော်တို့ဒီ Money Master Team နဲ့လက်တွဲထားတဲ့ broker ကတော့3 ခုရှိတယ်ပေါ့နော်။ KVB ရယ်၊ VT Markets ရယ်၊ MH Market ရယ်။ KVB ကတော့အခုအသစ်ဝင်လာတဲ့ broker ဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်များများတော့သိရိုးမှာတော့မဟုတ်သေးဘူးပေါ့နော်။ဆိုတော့အသစ်ဝင်လာတယ်ဆိုပေမဲ့သူကဒီမြန်မာ market ကိုအခုမှအသစ်ဝင်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်။တခြားထိုင်းတို့မလေးတို့မှာရှိနေတာတော့ကြာပြီ။ဆိုတော့ okay ဒီ broker 3 ခုမှာ KVB ကကော်မရှင်မယူဘူး entry ဝင်တဲ့အခါမှာ။ဆိုတော့ကျနော်တို့ကော်မရှင်ဆိုတာကကျတော့ကျနော်တို့ order တင်တဲ့အခါမှာတချို့ broker တွေကကိုယ်တင်လိုက်တဲ့ order အတွက်ဥပမာထားပါတော့ကျနော်ကရွှေကို buy လိုက်မယ်ဆိုရင်ရွှေကိုဒေါ်လာ100ဖိုး buy လိုက်မယ်ဆိုအဲ့ဒေါ်လာ100ဖိုးကျနော် buy လိုက်တဲ့အတွက်ကြောင့်မို့လို့ဝယ်လိုက်တဲ့အတွက်ကြောင့်မို့လို့$2 $3ဆိုပြီးတော့ယူကြတာမျိုးရှိတယ်။ဆိုတော့ KVB ကတော့အဲ့လိုမျိုးကော်မရှင်ယူတာမျိုးမရှိဘူးပေါ့နော်။ကျနော်တို့ entry ဝင်တယ် order တင်မယ်ဆိုရင် order ဖွင့်လိုက်မယ်ဆိုရင်အဲ့အတိုင်းပဲဖြစ်သွားတာပဲ။ကော်မရှင်လုံးဝမယူဘူး။ပြီးတော့ swap ဆိုတာအကြောင်းညသိက္ခာလို့ခေါ်တယ်။ဘာလဲဆိုတော့ကျနော်တို့ရဲ့ order တွေကိုဒီနေ့order ဝင်လိုက်တယ်ပေါ့နော်။ဥပမာကျနော်ဒီနေ့ရွှေကိုဝယ်လိုက်တယ်။ဝယ်သည်ပဲဖြစ်စေရောင်းသည်ပဲဖြစ်စေပေါ့နော်။တခုခု order ဝင်လိုက်တယ်ပေါ့။ကျနော့် order ကဒီနေ့တနေကုန်ပြီးသွားတယ်။ညလည်းဈေးဒီ market ပိတ်သွားတဲ့အထိကျနော် entry ကို order ကိုမပိတ်လိုက်ရဘူး။ဆိုတော့နောက်နေ့ရောက်သွားတယ်။နောက်နေ့ရောက်သွားတဲ့အခါမှာသူကဒီ order ကိုသူတို့ကထိန်းသိမ်းပေးရတဲ့အတွက်ကြောင့်မို့လို့ဆိုပြီးတော့ညသိက္ခာဆိုပြီးယူကြတယ် broker တွေက။ဆိုတော့ KVB မှာကကျတော့swap free ပေါ့နော်။ညသိက္ခာမရှိဘူး။ညသိက္ခာမရှိတဲ့ account type လည်းဖွင့်လို့ရတယ်။နောက်တစ်ခုကကျတော့deposit withdraw ငွေသွင်းငွေထုတ်ပေါ့နော်။ငွေသွင်းငွေထုတ်ကိုကျတော့ KVB broker ကကျတော့ weekday ဆိုရယ်ကျနော် weekday လည်းရသလို weekend လည်းရတယ်။ဆိုတော့တနင်္လာကနေပြီးတော့သောကြာနေ့အထိလည်းကြိုက်တဲ့အချိန်ကြိုက်တဲ့အချိန်မှာငွေသွင်းငွေထုတ်လုပ်လို့ရသလိုစနေတနင်္ဂနွေမှာလည်းငွေသွင်းငွေထုတ်ကကြိုက်တဲ့အချိန်လုပ်လို့ရတယ်။ဒါကတော့ကျနော့်ရဲ့ဒီ channel ကိုpublic channel ကို join ထားတဲ့သူတွေဆိုရင်တော့သိကြမှာပါ။ကျနော်စမ်းပြီးတော့ငွေသွင်းငွေထုတ်လုပ်ပြထားတဲ့ပုံလေးရှိတယ်ပေါ့နော်။ဆိုတော့ငွေသွင်းတာကလည်း2မိနစ်3မိနစ်ပဲကြာသလိုငွေထုတ်တာကလည်း2မိနစ်3မိနစ်ပဲကြာတယ်။အဲ့ဒါကတော့ကျနော်ကိုယ်တိုင်စမ်းပြီးတော့လုပ်ပြထားတယ်ပေါ့နော်။ Okay နောက်တစ်ခုကကျတော့ payment currency ဆိုတော့ကိုက trade ဖို့အတွက် account ထဲကိုငွေသွင်းရတော့မယ်။ဘာနဲ့သွင်းမလဲပေါ့နော်။ USDT နဲ့သွင်းမလားထိုင်းဘတ်နဲ့သွင်းမလား MMK ပေါ့နော်မြန်မာကျပ်နဲ့သွင်းမလားဆိုတော့ကျနော်တို့ဒီ Money Master Team နဲ့ account ဖွင့်လို့ရှိရင်တော့ဒီထိုင်းဘတ်နဲ့လည်းသွင်းလို့ရတယ်မြန်မာကျပ်နဲ့လည်းသွင်းလို့ရတယ်ဒါပေမဲ့ဒါက broker ကနေပြီးတော့ရနေတာမဟုတ်ဘူးပေါ့နော် broker ကနေပြီးတော့ခွင့်ပြုထားတာမျိုးမဟုတ်ဘူးကျနော်တို့ team ကနေပြီးတော့ကျနော်တို့နဲ့ account ဖွင့်တဲ့ client တွေကို queue ဆက်တဲ့အားဖြင့်ပေါ့နော် queue ဆက်သောအားဖြင့်သူတို့ရဲ့တချို့တွေက USDT account မရှိတာမျိုးတွေရှိတယ်ထိုင်းဘဏ် account မရှိတာမျိုးတွေရှိတယ်ဆိုတော့မြန်မာကျပ်နဲ့ပဲ account ဖွင့်ထားတဲ့မြန်မာကျပ်နဲ့ပဲဒီငွေသွင်းငွေထုတ်လုပ်ချင်တဲ့သူတွေရှိတယ်ပေါ့နော်အဲ့ခါကျရင်ကျနော်တို့ Money Master Team ကနေပြီးတော့ကြားခံဆောင်ရွက်ပေးတာမျိုးပေါ့နော်ဒါပေမဲ့ recommend ပေးတာကတော့ USDT နဲ့ကိုပဲကျနော်ကတော့အားပေးတယ်ပေါ့နော်ဘာလို့ဆိုတော့ကိုက trader တယောက်လုပ်တော့မယ်ဆိုလို့ရှိရင်ဒီ crypto wallet တစ်ခုကတော့မဖြစ်မနေရှိဘူးတော့ရှိသားသင့်တယ်ပေါ့နော်ဆိုတော့နောက်ပိုင်းနေတဲ့USDT နဲ့ကအများကြီးအသုံးပြုရမှာဆိုတော့အမြဲတမ်းရှိထားရင်တော့ကောင်းတာပေါ့နော်ဆိုတော့ဒီ trading လုံးဝတော့မဟုတ်ဘူးပေါ့လေကိုကဒေါ်လာတွေပါဝယ်ပြီးတော့စုထားခြင်းတယ်ဆိုလို့ရှိရင်လည်းဒီ USDT crypto wallet လေးဝယ်ထားပြီးတော့download ဆွဲထားပြီးတော့ပေါ့နော် crypto account ဖွင့်ထားပြီးတော့USDT လေးဝယ်ပြီးစုထားလို့လည်းရတယ်ဒါ trader လုပ်တော့မယ်ဆိုလို့ရှိရင်တော့ရှိထားသင့်တဲ့အရာလို့ပြောလို့ရတယ်ပေါ့နော် Okay ဆိုတော့ KVB broker ကတော့ကျနော် recommend ပေးတယ်ဘာလို့ဆိုတော့ငွေသွင်းငွေထုတ်ကလည်းသူကမြန်တယ်တော်တော်လေးမြန်တယ်ပေါ့နော်နောက်တစ်ခု VT Market ဆိုတာကတော့တော်တော်များများတော့သိကြမှာပါအခုတော်တော်များများလည်း VT နဲ့ account ဖွင့်ထားတဲ့သူတွေများကြတာ哦 Okay VT မှာကလည်း KVB နဲ့ပုံစံအတူတူပဲတပုံစံနဲ့ပဲသူကလည်း no commission ကျနော်တို့ဖွင့်လိုက်တဲ့ order တွေအတွက် commission မယူဘူးပြီးရင်ညသိက္ခာလည်းမယူဘူး deposit withdraw ကလည်းweekend လည်းလုပ်လို့ရတယ် weekday လည်းလုပ်လို့ရတယ်ပြီးတော့ payment currency အနေနဲ့ခုနပြောသလိုပဲ USDT ရတယ်ထိုင်းဘတ်ရတယ်မြန်မာကျပ်ရတယ်အဲ့ဒါကတော့ထိုင်းဘတ်နဲ့မြန်မာကျပ်ကတော့ဒါကျွန်တော်တို့ဘက်ကနေပြီးတော့ဝန်ဆောင်မှုပေးတဲ့အပိုင်းပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်ကခုန KVB အတိုင်းပဲ recommend ပေးတာကတော့ USDT နဲ့ကိုယ်တိုင်ငွေသွင်းငွေထုတ်လုပ်ရင်တော့အကောင်းဆုံးပေါ့နော် Okay နောက်တစ်ခုကကြတော့ MH Market ကကြတော့သူကလည်းအဲ့တိုင်းပဲ no commission မယူဘူးဒါပေမဲ့ swap ကကြတော့ညသိက္ခာကိုကြတော့9ရက် free ပေးထားတယ်ကျွန်တော်တို့ order တွေက9ရက်အတွင်းသူညသိက္ခာမယူတကယ်လို့9ရက်ကျော်သွားတဲ့အခါမှာတော့ညသိက္ခာအနေနဲ့1ရက်ဆိုပြီးတော့သူစကောက်တယ်ပေါ့နော် Okay နောက်တစ်ခုကကြတော့ဒီ deposit withdraw ကကြတော့ MH Market ကဒီတနင်္လာနေ့ကနေတောက်ကြနေ့အထိကိုမှသူကရုံးဖွင့်ချိန်နဲ့ရုံးပိတ်ချိန်ထိပဲရတယ်ဆိုတော့ဒီနေ့
ရုံးဖွင့်ရက်ဆိုပေမဲ့ကျွန်တော်တို့ကဒီည11:00နာရီ12:00နာရီလောက်မှာ withdraw လုပ်လိုက်တယ်ငွေထုတ်လိုက်တယ်ဆိုလို့ရှိရင်ချက်ချင်းမရောက်ဘဲနဲ့နောက်နေ့လောက်မှရောက်တယ်ပေါ့နော်ဆိုတော့ तू ကတော့ငွေသွင်းငွေထုတ်လုပ်မယ်ဆိုလို့ရှိရင်တော့ငွေသွင်းရင်တော့မြန်တယ်ငွေထုတ်မယ်ဆိုလို့ရှိရင်တော့အာနာရီဝက်တစ်နာရီလောက်တော့ကြာတယ်ပေါ့နော်โอเคဆိုတော့ तू ကနောက်ထပ် payment currency အနေနဲ့ကလည်းခုနလိုပဲကျွန်တော်ပြောသလိုပဲ USDT ရှိတယ် Thai baht ရှိတယ်မြန်မာကျပ်ရှိတယ်Thai baht နဲ့မြန်မာကျပ်နေရတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ service ပေးတဲ့အပိုင်းပေါ့နော်တခုရှိတာကတော့ကို့မှာ Thai baht ရှိမယ်ဆိုရင်ကိုယ်တိုင်ငွေသွင်းငွေထုတ်လုပ်လို့ရတယ် USDT ဒီ crypto wallet ရှိမယ်ဆိုလည်းကိုယ်တိုင်ငွေသွင်းငွေထုတ်လုပ်လို့ရတယ်ဒါမှမဟုတ်အဲ့ဒါတွေမရှိဘူးဖွင့်ချင်တယ်ဆိုလို့ရှိရင်လည်းဖွင့်ဖို့အတွက်ကိုကူညီပေးတယ်ဒါပေမဲ့ကိုကမဖွင့်ချင်ဘူးဒီ Binance ကလည်းမြန်မာနိုင်ငံမှာလက်ရှိကသိပ်ပြီးအခြေအနေမကောင်းတော့မဖွင့်ချင်ဘူးတခြား wallet ဖွင့်ချင်တယ်ဆိုလည်းဖွင့်လို့ရတယ်ဒါမှမဟုတ်ကိုကမဖွင့်ချင်ဘူးကျွန်တော်ကိုမြန်မာငွေပေးမယ်ကျွန်တော်ကို Thai baht ပေးမယ်USDT လဲပေးပါလဲပြီးတော့အကောင့်ထဲသွင်းပေးပါဆိုလို့ရှိရင်လည်းကျွန်တော်တို့ Money Master Team ကနေပြီးတော့ဒီလိုဝန်ဆောင်မှုပေးတဲ့အပိုင်းလေးတော့ရှိတယ်ပေါ့နော် โอเคဒါကတော့ကြော်ညာလေးပေါ့ကျွန်တော်တို့ Money Master Team နဲ့အကောင့်ဖွင့်နေဆိုရင်ဘယ်လို support တွေရမလဲပေါ့နော်ဆိုတော့ဘယ်လိုတွေရမလဲဆိုလို့ရှိရင်ကျွန်တော်တို့private trader community ဆိုတဲ့private chat လေးပေါ့နော်ကျွန်တော်တို့ ਨੇ အကောင့်ဖွင့်ထားတဲ့သူတွေအတွက်privateတိုင်ပင်ဆွေးနွေးလို့ရအောင်market အကြောင်းတနေ့တိုင်ပင်ဆွေးနွေးလို့ရအောင်ပြီးတော့အလာဘတာလာပါလေးပေါ့နော်ပြောလို့ရအောင်လို့လုပ်ပေးထားတဲ့ private trader community chat လေးတော့ group လေးတော့ရှိတယ်အဲ့ဒါအပြင်ကိုဒီbeginner တွေအတွက်trading ကိုလုံးမသိသေးပါဘူးဘာမှမသိသေးပါဘူးခုမှစတင်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်လည်းtrading လုပ်လို့ရအောင်ပေါ့နော် beginner trading guide လေးရှိလုပ်ပေးထားတယ်ပြီးသွားရင် weekly market overview ပေါ့နော်တပတ်စီကိုပေါ့ market analysis လုပ်ပေးတာမျိုးတွေရှိတယ်market overview လုပ်ပေးတာမျိုးတွေရှိတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ trade review and feedback ပေါ့နော်ဒါကကြတော့ကိုက trade ဝင်လိုက်ပြီဝင်ပြီးသွားရင်အာဝင်ပြီးသွားလို့ပေါ့နော်အာ SL ထိတာပဲဖြစ်ဖြစ် TP ထိတာပဲဖြစ်ဖြစ်ပေါ့ထားပါတော့မြတ်တာပဲဖြစ်ဖြစ်ရှုံးတာပဲဖြစ်ဖြစ်ပေါ့နော်ဒီဟာမျိုးတွေကို review လုပ်ပေးတာမျိုးရှိတယောက်နဲ့တယောက် review လုပ်ပေးကြတယ်ပေါ့နော် feedback ပေးကြတယ်ပေါ့နောက်တစ်ခုကကြတော့ဒီ trading psychology support ပေါ့နော်trading မှာကြတော့ခုနကျွန်တော်ပြောတဲ့ဒီtechnical analysis လို့ခေါ်တဲ့ဒါတွေပဲတက်လို့မပြီးဘူးပေါ့နော်သူက psychology ဘိုင်းလဲအာအရေးပါတယ် trading ကကြတော့ဒါတွေကကြတော့ကျွန်တော်နောက်ပိုင်းသေချာတော့ရှင်းပြသွားမှာပါနောက်တစ်ခုကကျ broker account support ပေါ့နော် account ဘယ်လိုဖွင့်ရမလဲဆိုတာမျိုးတွေ account ဖွင့်ပုံဖွင့်နည်းအသေးစိတ်တွေဒါတွေကိုကျွန်တော်တို့ပြောပြတယ်ပြီးလို့ရှိရင်ခုနပြောတဲ့ deposit withdrawal assistant ပေါ့နော်broker စီမှာကိုယ်တိုင်ဒီကျွန်တော်ခုနပြောသလိုပဲ broker တွေနဲ့တိုက်ရိုက် website တွေမှာသွားပြီးတော့ account ဖွင့်လို့ရတယ်ဒါပေမဲ့ကိုယ်တိုင်ငွေသွင်းငွေထုတ်လုပ်ဖို့အပိုင်းကြီးကြန့်ကြာနေတယ်ငွေသွင်းငွေထုတ်လုပ်လို့အကြန့်ကြာနေတဲ့အပိုင်းတွေမှာကျတော့သူတို့ဆက်သွယ်ဖို့ကခက်ခဲတယ်ဆိုတော့ကျွန်တော်တို့ ਨੇ account ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရုံးကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့ပြောပြတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ deposit withdraw ပေါ့နော်ငွေသွင်းငွေထုတ်လုပ်တဲ့အပိုင်းတွေမှာလည်းကျွန်တော်တို့ကကြားခံကုညီဆောင်ရွက်ပေးတဲ့အပိုင်းလေးရှိပေါ့နော်ဒါကတော့ဝန်ဆောင်မှုပေးတာပေါ့လေကျွန်တော်တို့ team ကတော့ဆိုတော့ trading account ဖွင့်ဖို့အတွက်ကတော့ဒီ Telegram မှာဒီ Money Master MM Trader Support ပေါ့နော်အဲ့လိုရိုက်ရှာလိုက်တာ ਨੇ ကျွန်တော်တို့ရဲ့ဒီ Money Master Team နဲ့ဆက်သွယ်လို့ရတဲ့support service ပေါ့နော်အဲ့ chat box လေးကိုရောက်သွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ကိုဒီ trading account ဖွင့်ဖို့အတွက် link လေးပေးပါဆိုပြီးတော့တောင်းလိုက်တာ ਨੇ ကျွန်တော်တို့ link ပို့ပေးတယ်ပေါ့နော်ဆိုတော့ကိုကတော့ရွေးချယ်ရမှာတော့ဒီ KVB နဲ့ VT နဲ့ MH နဲ့ကိုကဘယ် broker ကိုရွေးပြီးတော့ account ဖွင့်ချင်လဲဆိုတာကိုတော့ကိုယ်တိုင်တော့ရွေးချယ်လို့ရပါတယ်။ Okay ဆိုတော့နောက်တစ်ခုကကြတော့ဒီ trading လုပ်ဖို့အတွက်ကကြတော့ကျွန်တော်ခုနပြောသလိုပဲtrading account ဖွင့်ငွေသွင်းပြီးတာနဲ့တန်းပြီးတော့ trading account တန်းပြီး trading လုပ်လို့မရဘူးပေါ့နော်။ဘာလို့မရလဲဆိုလို့ရှိရင်ကျွန်တော်တို့ market ကို analysis လုပ်ရတယ်။ဈေးကွက်ကိုခန့်မှန်းရတယ်ပေါ့နော်။trading account ဖွင့်ပြီးတော့ငွေသွင်းပြီးတာနဲ့တန်းပြီးတော့ buy sell လုပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဘယ်ချိန်မှာဈေးကကျမယ်တက်မယ်ဆိုတာမသိဘူးလေ။ကျွန်တော်တို့ buy လိုက်လို့ဈေးကတက်သွားရင်တော့ကျွန်တော်တို့ဝယ်ထားတဲ့ဈေးကနေပြီးတော့ဈေးကတက်သွားတယ်ဆိုရင်တော့မြတ်တာကိုမြတ်တယ်ဆိုတော့ပျော်တာပေါ့နော်တကယ်လို့မဟုတ်ပဲအဲ့လိုမဟုတ်ဘဲနဲ့ဝယ်လိုက်တော့မှဈေးကထိုးကျသွားတာမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ဒါ random trade တွေပေါ့နော်အဲ့လိုဘာမှမသိဘဲနဲ့ trade လိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေကတေးကြတယ်လုံးဝမျက်နှာစရာအကြောင်းကိုမရှိဘူး။နော်ကုန်မှုအတွက်ကြီးပဲအဲ့တော့ကျွန်တော်တို့က analysis လုပ်ပြီးတော့မှ trade ရတယ်analysis လုပ်တဲ့အပိုင်းမှာလည်း market analysis က2မျိုးရှိတယ်ပေါ့နော်အဓိကအားဖြင့်ကတော့ဘာတွေလဲဆိုလို့ရှိရင်technical analysis လို့ခေါ်တဲ့ဒီနည်းပညာပိုင်းဆိုင်ရာဈေးကွက်သုံးသပ်ချက်fundamental analysis လို့ခေါ်တဲ့သတင်းပိုင်းဆိုင်ရာဈေးကွက်သုံးသပ်ချက်ဆိုပြီးတော့2မျိုးရှိတယ်။အဲ့မှာ technical analysis ကိုဆိုတာကကြတော့ဒီတော်တော်များများလည်းသိကြပါပါဒီလိုမျိုး chat တွေ
candlestick လေးတွေကိုပေါ့နော်ကြည့်ပြီးတော့ဈေးတက်ကြကိုခန့်မှန်းပြီးတော့အရောင်းအဝယ်လုပ်ကြတာfundamental analysis မှာကျတော့ဘာလဲဆိုရင်သူကသတင်းပိုင်းဆိုင်ရာဈေးကွက်သုံးသပ်ချက်ပေါ့နော်သတင်းတွေကမ္ဘာ့ရေးရာတွေပြီးတော့ breaking news တွေdata တွေပေါ့နော်ဘယ်နိုင်ငံကတော့ဘယ်နိုင်ငံကိုဗုံးကျဲလိုက်ပြီးဘယ်နိုင်ငံရဲ့ငွေကြေးကတော့တက်တော့မယ်ကျတော့မယ်ဘယ်နိုင်ငံကတော့ဘဏ်တွန်းနှုန်းကြီးညာသွားတယ်စသဖြင့်ပေါ့နော်ငွေကြီးနဲ့ဆိုင်တဲ့သတင်းတွေကမ္ဘာ့အရေးရာတွေပြီးရင်စစ်ရေးတွေနိုင်ငံရေးတွေအများကြီးကိုမှအချိန်နဲ့မျှနားစွင့်နေရပြီးတော့ဈေးအတက်အကျကိုခံမှန်းပြီးတော့ trade ရတာပေါ့နော်တော်တော်များများကတော့ technical analysis ကိုသုံးပြီးတော့ပဲ trade ကြတာတော့များတယ်fundamental analysis ကတော့အခုနည်းနည်းလေးတော့အရေးပါနေလို့ပြောလို့ရတယ်ဘာလို့ဆိုတော့လက်ရှိအရှေ့အလယ်ပိုင်းမှာလည်းစစ်တွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ရေနံဈေးတွေရွှေဈေးတွေကတော့အချိန်နဲ့မျှအလှုပ်ခတ်များနေတယ်လို့ပြောလို့ရတယ်ပေါ့နော်โอเคဒီtechnical analysis မှာနောက်ပိုင်းဟို system တွေအများကြီးရှိတယ်ပေါ့နော် strategy တွေလည်းအများကြီးရှိတယ် system တွေအများကြီးလည်းရှိတယ်ဆိုတော့ကျွန်တော်သိသလောက်ကိုတော့ sharing လုပ်ပေးသွားမယ်ပေါ့နော်နောက် video ဒီမှာတော့ကျွန်တော် sharing လုပ်ပေးသွားမယ်အဓိကအပြင်ကတော့ဒီ fundamental analysis ပဲဖြစ်ဖြစ် technical analysis ပဲဖြစ်ဖြစ်market ထဲမှာကတော့နှစ်ခုလုံးကတော့အရေးကြီးကြတာပဲနှစ်ခုလုံးကတော့ကြည့်ရပါပဲဒါပေမဲ့အများဆုံးကတော့ technical ကိုသုံးပြီးတော့ပဲကြည့်ကြတာတော့များတယ်ကျွန်တော်ကိုယ်တိုင်ကလည်း technical analysis ကိုသုံးပြီးကြည့်တယ်ဒါပေမဲ့ fundamental analysis လို့ခေါ်တဲ့ဒီ data တွေသတင်းတွေထွက်တဲ့အချိန်တွေကိုတော့ရှောင်ပြီးတော့ trade တယ်ပေါ့နော်ဥပမာအားဖြင့်အာတချို့သတင်းတွေကြတော့ကြိုပြီးကြေညာထားတာမျိုးရှိတယ်economic calendar လို့ခေါ်တယ်အဲ့ဒါကိုကြည့်လို့ရတယ်အဲ့ဒါကတော့ကျွန်တော်ဒီ fundamental analysis ကိုသင်တဲ့အာ sharing လုပ်ပေးတဲ့အခါမှာပေါ့နော် fundamental analysis အကြောင်းကို sharing လုပ်ပေးတဲ့အခါမှာကျွန်တော်သိသလောက်ကိုပြောပြသွားမယ်နောက်နေ့မှာကျွန်တော် technical analysis နဲ့ပတ်သက်ပြီးတော့ချက်ကိုဘယ်လိုကြည့်ရတယ်ဘယ်လို trade ရတယ်ပြီးရင်ဘယ်လို pattern တွေကဘယ်လိုပြီးရင်ဘယ်လို indicator တွေရှိတယ်ဘယ်လို technical analysis တွေသုံးလို့ရတယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်သိသလောက်လေးကို sharing လုပ်ပေးသွားပါမယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်